ချုံမောလှပတဲ့တထေးကမီးတီးလဲနေတော့မမျော်လင့်ပဲပစ္စည်းပို့သမားဝင်လာပြီးအဲ့ကျိုဝန်တန်းကိုမတော်တဆတိုက်မိပြီးရှေးဟောင်းပစ္စည်းဆိုင်တွေကပန်းအိုးကွဲသွားတယ်မိခွက်ပြင်နေတဲ့တထေးကလှေကားကနေအမြန်ဆင်းလာတယ်ကောင်လေးကတထေးရဲ့စိတ်လှုပ်ရှားနေတဲ့ပုံစံကိုမြင်လိုက်တယ်သူ့မှာရှိတဲ့ပတ်စံအားလုံးကိုမြန်မြန်ထုတ်ပြီးတထေးကိုရော်ကြေးပေးပေမဲ့တထေးကအဲ့ဒီပန်းအိုးရဲ့တန်ဖိုးက9 တန်းဖြစ်ပြီးမိသားစုရဲ့အကြီးဆုံးမျိုးသမီးမစ္စဆူကကြိုတင်မှာထားပြီးဖြစ်ကြောင်းပြောပါတယ်မစ္စဆူကမူလကဒီညမွေးနေ့လက်ဆောင်ဖြစ်သူ့အဖိုးကိုပေးဖို့စီစဉ်ထားပါတယ်ဒါပေမဲ့ပို့ဆောင်ရေးသမားကမတော်တဆဝင်တိုက်မိလိမ့်မယ်လို့သူမှမမျှော်လင့်ထားဘူးကောင်လေးကပန်းအိုးကအရန်တန်ဖိုးရှိတယ်ဆိုတာကြားတော့ပန်းအိုးကချက်ချင်းပဲကျမ်းပြင်ပေါ်ပြုတ်ကျသွားတယ်သူကချက်ချင်းပဲတထေးကိုအပိုင်းစားတွေကိုကောက်ယူဖို့ကူညီပေးခဲ့ပေမဲ့သူ့လက်ချောင်းတွေကအပိုင်းစားတွေကြောင့်ပြတ်ထွက်သွားတယ်အဲ့ဒီအချိန်မှာရွှေရောင်လင်းတဲ့တစ်ခုပေါ်လာပြီးပို့ဆောင်ရေးကောင်လေးဟာချက်ချင်းပဲတခြားအချိန်နဲ့အာကာသထဲကိုရောက်သွားခဲ့တယ်အဲ့ဒီမှာသပင်ဖြူတွေနဲ့အဖိုးကြီးတယောက်ပေါ်လာတယ်အဖိုးကြီးကမူလကဖန်ပလင်းထဲမှာတစိ့ခတ်ထားတဲ့နတ်ဖျားတစ်ပါးဖြစ်ပြီးကောင်လေးကဖန်ပလင်းကိုခွဲပြီးကျေးဇူးတင်ကြောင်းပြောဖို့တစိ့ကိုမြောက်လိုက်တယ်အဖိုးကြီးကသူ့ကိုကြည်လင်တဲ့မျက်လုံးတစ်စုံပေးလိုက်တယ်ကောင်လေးတတိပြန်ဝင်လာတဲ့အခါသူ့ရှိကတထေးကအဝတ်စားမဝတ်ထားတာကိုတွေ့လိုက်ရတယ်ဆိုင်ထဲကရှေးဟောင်းပစ္စည်းတွေကိုကြည့်လိုက်တော့အတုနဲ့အစ်စ်ကိုခွဲခြားနိုင်တဲ့အရေးချင်းသူ့မှာရှိနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာပဲတထေးကမစ္စဆူစီကဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိခဲ့တယ်သူမကသူ့ကိုမေးလိုက်တယ်တထေးကိုသူ့အဖိုးရဲ့မွေးနေ့ပွဲကိုပန်းအိုးကိုအမြန်ဆုံးပို့ဖို့ပြောခဲ့ပေမဲ့အခုတော့ပန်းအိုးကွဲသွားပြီဆိုတော့တထေးကကောင်လေးကိုတိုင်တန်းခဲ့ပါတယ်တထေးကိုပြန်ပေးဆက်ဖို့အတွက်ကောင်လေးကဆိုင်ထဲမှာပန်းအိုးကိုအစားထိုးဖို့ရှေးဟောင်းပစ္စည်းတစ်ခုရှာဖို့စီစဉ်ခဲ့ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေကြည့်ရအောင်လို့ follow လေးလုပ်တဲလေးနှိပ်ပြီးတော့ share သွားပေးပါဗျ